ကောင်မလေးကြည့်ရတယ်ကျမရဲ့အခြေအနေမကောင်းဘူး 你来拿不来呗？拿不走嘛？考虑多少？没搞变呐？没有考虑比，没有考虑比。 ကောင်မလေးက 对没啊？ မလေး လာလာ အော် तू ကအရေးတင်နေတာဟိုကိုမောင်ဝင်းရဲ့ တဖြည်းဖြည်းတော့ဖြစ်လာမှာပေါ့ ဟောနေသလားအဲ့စေတနာနဲ့ထောက်ပြီးခေါ်တာကောင်မလေးကျမရဲ့အခြေအနေမကောင်းဘူးနဲ့ ဟုတ်တယ်ကောင်းမလေးတိတ်နေမကောင်းဘူး ပွဲဆက်တရားများတယ် ဟုတ်တယ်ဗျာ အရင်ပွဲတွေလည်းအခုပြီးခဲ့တဲ့ပွဲကဘောက်ထော်ဟောတော့ပြီးပစုံတော့ပစုံတော့မဲအားချင်းတကုံရောက်မှာက ဟုတ်တယ် အားတယ်တို့ဒီရှင်တော့အုပ်စုနဲ့က အေးဘော ကျမရဲ့ဂယူစာကျမမကနိုင်မယ် ဟုတ်တယ် ကျမရဲ့မကောင်းဘူးကောင်းတယ်ဆိုရင်အော်စီကိုလာခဲ့ အဲ ကိုမောင်ဝင်ကိုမောင်ရေ ခင်ဗျာ ဝါသနာပါလို့တာကိုတိန်ညွန့်အော်လှုပ်ရှားတာအော်ကတကယ်ဆေးရောင်းဝင်မှာ ဟုတ်လို့လား အော်ဆေးရုံကဆေးရောင်းဝင် 哎， ဆေးရုံကြီးလက်မခံတဲ့လူနာမန်သမျှ လူနာမန္တမြ အော်စီလာခဲ့ ရောက်ပေါ်လာ တရက်ပဲကုတယ်နောက်နေ့လာစရာမလိုဘူးသူ့ဟာနဲ့သူတင်းញံကုန်တန်းသွားတာပဲ ဒေါက်တာ အဲ့လိုဆိုရင်ဒေါက်တာအော်အထင်သေးသွားမှာပါ 哦，找到。 ဒေါက်တာအော်ဒေါက်တာပါလူမမတစ်ထောင်ကျော်တတ်တာယနေ့တည်းဒီလက်သက်မပေါ်ဘူးလေ ဆေးလုံးမာတာလူရှိရာကာလာသားယောဂ3000ကျော်ပြီလားဝတ်တာစီများမှာဝေးရရှောင်းကြတာမင်းနဲ့တွေ့လို့လူစီမမေးတာကိုကျော်သူကတက်ပြီးခံလို့ပါ အေးပါဗျာနင်းတော့ကိုတော့သူအဲ့ဒီနေတာ ဘာလို့လဲ နုကျမ်းမာရေးအချိန်နဲ့သားတော့မကိုင်နဲ့ အော်မကိုင်မကိုင် ကျမ်းမာရေးအချိန်နဲ့စစ်လိုက်ကြည့်လက်ကင်ကြည့်ရင်သိတယ် ဘာဖြစ် ကြည့်စမ်းလက်ကင်ကြည့်ရင်သိတယ်တွေးဘယ်လောက်ရှိတယ်ဆိုတော့ကျမ်းမာရေးအချိန်နဲ့မကောင်း အေးဘော ဘူးသမီးစားပြီးရေတောက်မိလား 哦，你们咋别 ခလေးစားပြီ ရေမြင်သွားရင်ဒုက္ခဖြစ်တတ်တယ် အဲ လက်ကင်ကြည့်တယ်နဲ့တွေးဘယ်လောက်ရှိတယ်ဆိုတာသိတယ် ပြောလား ကြည်စမ်းမောင်မကြီး အဲ အောင်မဲခြေပြားတွေလည်းအေးလို့ အော်နဘူးနဘူးကနင့်မချီပြား နဖူးစမ်းကြည့်ခြေပြားဘယ်လောက်တွေးစီတာရှိတာ ဩဒီလောက်ထိသိတာဆရာ ယောဂရှိတယ် ဘယ်နဲ့ ဘယ်လိုပါလဲ လက်ပေးစမ်း အော် အောင်မဲလက်ပေးတတ် အဖျားကို ရင်ကျေးစွာနဲ့ပေးတတ်ပြီဆရာ ဖျားကိုတိုင်းနေတာ ကြည်စမ်းခွားစုံမှာအကျော်ထုံးနေ အာ ဘယ်ကွာတော့ ဝါဆုံးအကျော်ထုံးနေမင်းအာငွေပေးမလား ဒီလက်ခွားစုံမှာအကျော်ထုံးနေ အာငွေပေးမလားပြောတယ် ယောဂရှိတယ်96ပါးယောဂနဲ့အကျော်နာဖြစ်ခြင်းတစ်ပင်မောဆောက်ထိုးကြတောင်အကျိုးရနှခေါင်းရိုးကသွေးရှံမင်းလန်လို့နဖူးကွဲဒူးပြက်ပြီးအဲ့ရဘောတရင်တို့မှာသွေးတို့ယောဂရှိ အမလေးဗျာဘယ်ယောဂနဲ့တေးရမှန်းကိုမသိဘူး ဒါပေမဲ့မကြောက်နဲ့ မကြောက်ဘူး ဆေးရုံနဲ့အဝေး အာနီးနီးလေး ဆေးရုံနဲ့ဝေးပေမဲ့မပူလဲ မဘူး သေမှာ Sorry.